အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့နော်ကား family တွေကိုအဲ့လိုမျိုးသူများတွေစီကပတ်စံတောင်းပြီးပြမှာဖြစ်ပါရှင် Okay အဲ့ဆိုရင်ဆုံးရှောင်းသွားလိုက်ပါဘောနော်လာပြီလားမသိဘူးကြိုက်တဲ့လူစီကတောင်းလို့ရတယ်နော်အဲ့ဒါပတ်စံများရတယ်ဟိုခရဲအောင်စပင်းနဲ့ကောင်မလေးစီကတောင်းပါမယ်တော့ဘယ်နာမှလည်းမသိဘူးသူလာပြီလား Okay သူလာပြီဆိုသူစကားပြောမယ်ပေါ့နော်အဲ့မျိုးသူနည်းနည်းမျှဝါမှာပေါ့နော်ပြီးလို့မျိုးပြီးဟွာသူခဏရှိအိုက်မာပြီရက်ခိုင်းလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့သူဒီမှာပေါ့မြာချီကျူးလေးကောင်းလေးပေါ့နော်မြာချီကျူးပေါ့နော်အဲ့လိုမျိုးပေါ့ပညာတရကစမကလိုက်ပေါ့နော်ပတ်စံတောင်းနေဟာမပေါ်တော့ဘူးလားပတ်စံတောင်းမယ်โอเคဒီမှာကြည့်ရင်ဒီမှာကြည့်ကြပါဦးရှင်1800တောင်ရတယ်ပေါ့နော်သူစီကပတ်စံတောင်းတာပေါ့နော်ပြီးနောက်ထပ်ဆက်တောင်းလို့ရတယ်အခု1483တောင်ရပါရှင်โอเคနေချီချူအောင်မယ်ပေါ့နော်ပြီးတူတောင်းအိုးအများကြီးရတယ်ပေါ့နော်။ तू ကပတ်စံနေအများကြီးပေးပါရှင်။အဲ့ဆို तू လှုပ်ပေးလိုက်ပါမယ်ပေါ့နော်။ तू လည်းကြောင်းသွားမှာဆိုလို့ပေါ့နော်။ဒါမဲ့လည်းမလှုပ်ပေးခင်ဆိုပတ်စံလေးတောင်းလိုက်ပါမယ်ပေါ့နော်။ तू စီကပတ်စံသားအဲ့လိုအများကြီးပေးတာပေါ့နော်။အရန်တဘောကောင်းတယ်မှားကြီးပေါ့နော်။ထပ်တောင်းမယ်။ Okayတော်ပြီသူလည်းလှုပ်ပေးလိုက်တော့မယ်ပေါ့နော်သူကြောင်းသွားအောင်မဆိုတော့အဲ့ဆိုရင်တော့နောက်တစ်ယောက်စီမှတောင်းမယ်ပေါ့နော်သူစီမှတောင်းမယ်ဒီကောင်မလေးစီမှပေါ့နော်တော့မကြည့်9ခုပဲပေးရပတ်စံ9ခုပဲဘာလုပ်လို့ရလို့လဲသူက9ခုပဲပေးရပေါ့နော်ဟိုကောင်မလေးဆိုရင်တော့အများကြီးပေးရနော်ဟိုစပင်ခရင်အောင်လည်းကောင်မလေးဆိုအများကြီးပေးရ1000ကျော်တောင်ပေးရဟာ9ခုတဲ့တော့နည်းနည်းဝါသူစီကတောင်းကြည့်မယ်ပေါ့နော်ဟိုသူလည်းချစ်ကြည့်ပါမယ်ပေါ့နော်သူစီကနေတောင်းကြည့်မယ်ပေါ့နော်9ခုတဲ့အဲ့ကစီနေလိုက်တာကစီနေပါတယ်ကစီနေကောတရားပါဒီ7အစိမ်းအောင်လည်းကောင်မလေးစီကနေတောင်းကြည့်မယ်ပေါ့နော်ပြီးရင်သူ့ဝက်လောက်ခံလိုက်မယ်ပေါ့နော်ရက်ခံလိုက်မယ်သူမင်းများချစ်ကျူးမယ်ပေါ့နော်ဒီနေ့မှာတော့ကျွန်မအိုးဒီ7အစိမ်းအောင်လည်းကောင်မလေးလေးပတ်စံအများကြီးပေးရနော်ယူတို့ဒီမြောက်မှတ်ထားနော်ဒီနေရာမှတ်ထားတော့ယူလို့တွေမကြည့်ဒီနေရာရုပ်တွေတခြားမှတ်ထားတော့အများကြီးပေးရပတ်စံမကြည့်ပါအောင်ပတ်စံတွေအများကြီးပေးတယ်ရှင်တယောက်တစ်လဲစီတောင်းပါပဲပေါ့နော်ပြီးသူကျပတ်စံတောင်း ice မပေးတော့ဆိုတော့လိုက်တော့သွားလိုက်တော့သွားလိုက်တော့သွားလိုက်တော့တစ်ခါပဲပေးရဖြစ်မယ်သူစီကပတ်စံတောင်းအောင်မယ်ပေါ့နော်အိုး Okay သွားရ bye bye Okay
နိုးပြောချင်တာတော့အဲ့ဒါပါပဲရှင်အားလုံးပဲ bye bye